ဒီနေ့ညဘာတရားဟောမှလဲဆိုလို့ရှိရင်ဦးဇင်းတို့950ဇာတကနိပတ်တော်မှာလာရှိတဲ့ကံနှဇတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိပါတယ်အဲ့ဒီကံနှဇတ်တရားတော်ကိုဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဘာကြောင့်ဟောမယ်လို့စိတ်ကူးထည့်ရတယ်လဲဆိုတော့မြတ်စွာဘုရားရဲ့တရားတော်တွေမှန်သမျှဟာရည်ရွယ်ချက်ကတစ်ခုတည်းပဲအဲ့ဒါဘာလဲဆိုတော့ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းချမ်းသာဆိုတဲ့အထွတ်အထိပ်ချမ်းသာကိုရဖို့ရည်ရွယ်ပြီးတော့ဟောထားတာကြီးပဲအဲ့ဒီဝိမု ക്തി ဒုက္ခဆိုတဲ့လွတ်မြောက်ခြင်းချမ်းသာကိုရခြင်းလို့ရှိရင်မိမိရဲ့စိတ်နှလုံးမှာဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိမှဝိမု ക്തി ဆိုတဲ့လွတ်မြောက်ခြင်းကရတာတရားကစတဲ့ကလေးလက်တဲ့အကြောင်းအရာတွေကိုပဲစပြောနေပြီနော်တခါကြီးဒီမကြီးများမှန်ပါမြတ်စွာဘုရားရဲ့တရားမှန်သမျှသည်ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းဆိုတဲ့ချမ်းသာဒုက္ခကိုဥတည်ထားတာကြီးပဲဘယ်တရားပဲဖြစ်ဖြစ်မှန်ပါနော်အဲ့ဒီဝိမု ക്തി ဒုက္ခကိုလည်းပဲအလကားမရဘူးမိမိရဲ့စိတ်သည်ဝိသုဒ္ဓိဆိုတဲ့တန်ရှင်းစင်ကြယ်ခြင်းရှိမှဝိမု ക്തി ဆိုတာဖြစ်တာနော်တန်ရှင်းမှလွတ်မြောက်တာပိဋိဘာတဲ့တော့တန်ရှင်းမှလွတ်မြောက်တာပါဗျာတန်ရှင်းမှလွတ်မြောက်တာအဲ့တော့တရားတော်အလုံးတို့ရဲ့ရည်ရွယ်ချက်သည်ဝိမု ക്തി လို့ပြောခဲ့တယ်အဲ့ဒီဝိမု ക്തി ကလည်းဝိသုဒ္ဓိဖြစ်မှဝိမု ക്തി ဖြစ်တာနော်အဲ့ဒီတော့စင်ကြယ်ဖို့အတွက်စိတ်စင်ကြယ်ဖို့ဟာအရေးအကြီးဆုံးပဲစိတ်စင်ကြယ်ခြင်းကြတဲ့ပုဂ္ဂိုလ်တွေဟာပထမဦးစွာကာယကံစင်ကြယ်ရမယ်ဝစီကံစင်ကြယ်ရမယ်မနောကံစင်ကြယ်ရမယ်အဲ့ဒါလို့အပြင်ဘက်ကအကြမ်းမြင်းနေစင်ကြယ်ပြီးမှအတွင်းကစင်ကြယ်ခြင်းတွေကိုရှေ့ရှုလို့ရတာသဘောပေါက်တယ်နော်အဲ့တော့ဘာကိုရည်ရွယ်ပြီးတော့ဦးဇင်းတို့ဘာကိုကြိုးစားပြီးတော့ပြောနေတာလဲဆိုတော့ဖရာတရားတော်မှန်သမျှသည်ပူကောင်းအောင်နေတတ်ပြီးတော့ပူပြီးတော့ချမ်းသာဒုက္ခရရှိစေဖို့စင်ကြယ်အောင်နေတယ်ဆိုတာကောင်းအောင်နေတာမဟုတ်လားမှန်ပါပါနော်ကာယကံညင်နွမ်းမှုမရှိအောင်ရှိနေလို့ရှိရင်ကာယကံညင်နွမ်းမှုကနေကာယကံစင်ကြယ်မှုတွေကိုသွားတယ်ဆိုတာပူကောင်းသွားတာမဟုတ်လားမှန်ပါပါဗျာမိမိရဲ့နှုတ်ကမကောင်းတာတွေပြောနေတာညင်နွမ်းတာတွေပြောနေတာကြမ်းတမ်းတာတွေပြောနေတာတွေကနေပြီးတော့တိမ်မွေ့တာတွေနူးညံ့တာတွေမှန်ကန်တာတွေအကျိုးရှိတာတွေကိုပြောတယ်ဆိုရင်ပူကောင်းသွားတယ်မဟုတ်လားမှန်ပါဗျာအဲ့ဒီလိုပဲစိတ်ထဲမှာလောဘတွေကြီးနေတာဒေါသတွေကြီးနေတာကနေပြီးတော့တဖြည်းဖြည်းနဲ့လိုအပ်တာပဲငါလိုချင်ပဲဟောနော်နောက်တဖြည်းဖြည်းနဲ့ညံရင်လာလို့ရှိရင်ဘဝမှာလိုချင်စရာဆိုတာဘာမှမရှိဘူးလို့သိတဲ့အဆင့်ရောက်သွားရင်လောဘဆိုတာငြိမ့်မသွားပြီဘူးလားငြိမ့်သွားပါတယ်ဗျာအေးအဲ့ဒါလို့လောဘဒေါသအညစ်အကြေးတွေရှိရာကနေလောဘဒေါသအညစ်အကြေးကင်းတဲ့ဘက်ကိုဥတည်ပြီးတော့ကြိုးစားတယ်ဆိုရင်ဒါပိုကောင်းအောင်ကြိုးစားတာမဟုတ်လားမှန်ပါပါဗျာအဲ့ဒါတဲ့ကောင်းအောင်လုပ်တဲ့အလုပ်ရှိသေးလားရှိပါဘူးဗျာအဲ့တော့ဦးဇင်းတို့ကကောက်ချက်ဆွဲနေတာကဘာလဲဆိုတော့တရားတော်မှန်သမျှသည်တတ္တဝါတွေကိုပိုကောင်းအောင်နေတတ်ဖို့ညွှန်ကြားထားတာဒီကြီးပဲသူ့အချက်နဲ့သူပေါ့နော်မှန်ပါဘာလို့ပိုကောင်းအောင်နေတတ်ဖို့လိုသလဲဆိုတော့ကောင်းလာမှသာလင်စိတ်ထဲမှာဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရမယ်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိမှစိတ်ရဲ့လွတ်မြောက်ခြင်းဝိမု ക്തി ဆိုတာကိုရမယ်အင်မတန်လေးနဲ့တယ်လို့ထင်တယ်နော်အဲ့တော့ဝိမု ക്തി ဆိုတာကိုရခြင်းရင်ဝိသုဒ္ဓိဖြစ်ဖို့လိုတယ်စကားတွေထပ်နေပြီနော်အရေးကြီးလို့ပြန်ပြောတယ်ဝိမု ക്തി ဆိုတဲ့လွတ်မြောက်ခြင်းကိုရခြင်းရင်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိဖို့လိုတယ်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိခြင်းတယ်ဆိုရင်ကာယကံဝစီကံမနောကံတစတဲ့တစတန့်ရှင်းဖို့စင်ကြယ်ဖို့ကောင်းမွန်ဖို့မှန်ကန်ဖို့မလိုဘူးလားလိုပါတယ်ဖေ။လိုတယ်ဒီတော့ဦးဇင်းတို့ဟောခြင်းရဲ့ရည်ရွယ်ချက်ကမိမိတို့ကိုမိမိတို့ပို့ပြီးတော့ကောင်းအောင်ကြိုးစားတတ်ဖို့သူများကကြိုးစားပေးလို့မရဘူးနော်မှန်ပါအေးအဲ့ဒီတော့မြတ်စွာဘုရားကတရားတော်တွေကိုလေကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပိဋကရေကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ဟုတ်လားအပြစ်တွေကိုပြပြီးတော့ဟောထားတာရှိတယ်မင်းတို့မကောင်းလို့ရှိရင်ဒီလိုအဆိုးပေးအကျိုးပေးဆိုးတာတွေတွေ့ရလိမ့်မယ်မင်းတို့စိတ်ဆင်းရဲရလိမ့်မယ်ပူပန်ရလိမ့်မယ်ဟောအပြစ်တွေကိုပြပြီးတော့မဆုံးမဘူးလားဆုံးမပါတယ်ဗျာဆုံးမတယ်နောက်ကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကျိုးတွေကိုပြပြီးတော့ဆုံးမတယ်မင်းတို့ဒီလိုကောင်းလို့ရှိရင်လက်တွေ့လက်ဒီလိုစိတ်ချမ်းသာမယ်နောင်လာမဲ့အနာဂတ်မှာလည်းပဲတတ်တဲ့ပိုကောင်းတဲ့အခြေအနေမျိုးနဲ့တွေ့လိမ့်မယ်လို့အကျိုးကိုပြပြီးတော့မဆုံးမဘူးလားဆုံးမပါတယ်ဗျာအဲ့တော့ဘုရားဟောထားတာတွေဟာအပြစ်ကိုပြပြီးတော့ဆုံးမတာတွေရှိတယ်အကျိုးတရားကိုပြပြီးတော့ဆုံးမတာတွေရှိတယ်ဒီလူတွေဉာဏ်ရှိတယ်နော်
ကိုကဝေဖန်တတ်တယ်နော် မှန်ပါ အေးအခုဦးစင်းပြောမှာကအကျိုးအပြစ်တွေကိုပြပြီးတော့ဆုံးမတာတဲ့။အတုယူစရာနီးယူစရာကိုပြပြီးတော့ဆုံးမတဲ့အပိုင်းကိုပြောမှာ မှန်ပါ ။မြတ်စွာဘုရားကတချို့သိကောင်းတဲ့သူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုပြောပြပြီးတော့ချစ်သားတို့ရှင်းတော့ကသူတော်ကောင်းတွေဆိုတာဒီလိုကျင့်ခဲ့ဘူးတယ်ဒီလိုပြောခဲ့ဘူးတယ်ဒီလိုတွေးခဲ့ဘူးတယ်အဲ့ဒီသူတော်ကောင်းကြီးတွေရဲ့ထုံးတမ်းစင်လာကိုနီးယူပြီးတော့သင်ချစ်သားတို့လည်းပဲသူတော်ကောင်းစိတ်မွေးပြီးတော့ကိုကောင်းအောင်လုပ်ကြအဲ့ဒါကတတိယနီလန်းသူတော်ကောင်းကြီးတွေကိုအတုယူဖို့ဆိုတဲ့စေတနာနဲ့မြတ်စွာဘုရားဘာလုပ်ခဲ့တာလဲဟောခဲ့တာအပြစ်ပြပြီးတော့ဆုံးမတဲ့နီးရှိတယ်နော် မှန်ပါ အကျိုးပြပြီးတော့ဆုံးမတဲ့နီးရှိတယ်နော်ပြီးတော့အတုယူစရာခုဦးဇင်းတို့ခေတ်ကာလသားသမီးတွေနားလည်အောင်ပြောရရင်တော့တကက်တော်တဲ့ပုံကိုယ်တွေရဲ့အထုပ်ပတ္တိတွေကိုဖတ်ရရင်စိတ်ထဲမှာသူတို့လိုတော်ခြင်းတဲ့စိတ်တွေဟာပေါက်လာတယ်ဟုတ်လားအခုဦးဇင်းတို့ပြောမှလည်းပဲဒါအထုပ်ပတ္တိပဲဘုဇုရဲ့အထုပ်ပတ္တိလဲဆိုရင်မြတ်စွာဘုရားရဲ့အထုပ်ပတ္တိကိုပြောမှာကျန်တဲ့လူရဲ့အထုပ်ပတ္တိဆိုတာကမကောင်းတာတွေအများကြီးညှဉ်းနှွမ်းနေခြင်းညှဉ်းနှွမ်းနေအောင်မယ်ဘုရားရဲ့အထုပ်ပတ္တိဆိုတော့မကောင်းတာတွေသိပ်မရှိဘူးလေ မှန်ပါ ဟုတ်လား မှန်ပါ နီးယူစရာတွေကြီးကိုယ့်ဘဝရဲ့စံပြပုဂ္ဂိုလ်အနေနဲ့ထားတတ်ဖို့အတွက်မြတ်စွာဘုရားရဲ့တခုသောဘဝကအကြောင်းကိုပြောပြ မှန်ပါ အမလီဏိဒန်းတွေကအများကြီးချင်းနေရဟင်10မိနစ်ရှိသွားပြီအဲ့တော့ကံနှဇတ်တယ်ဟုတ်လားဒီကနေ့ညနားထောင်ရမှာကဘာတဲ့တော့ ကာဏစပ်ပါဗျာ ဒီဇတ်တော်ထဲမှာမြတ်စွာဘုရားရဲ့အလိုဆန္ဒဘုရားလောင်းတော်ရဲ့အလိုဆန္ဒဒါတွေကိုဒီမှာ6မျိုးလောက်တွေ့ရလိမ့်အဲ့ဒါဦးဇင်းတို့ကဗမာလိုခေါင်းစဉ်လေးတက်မယ်သူတော်ကောင်းတို့သဘောထားလို့အဲ့ဒါလိုတက်ချင်ဟုတ်လား မှန်ပါ စာထဲမှာတော့ကဏ္ဍဇတ်လို့နာမည်ပေးထားတယ်ဟုတ်လား မှန်ပါ ဒါပေမဲ့နားလည်လွယ်အောင်စိတ်ထဲမှာမှတ်ရမှာကသူတော်ကောင်းတို့ရဲ့သဘောထားတဲ့ဟုတ်လား မှန်ပါ ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့တရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုသိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိဇောဒဝိဟတမောဟတမံပါဏရမရလောကကရုဝဏိတုကတံဂတိဝိမု ക്ത ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောဒဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောပါဏရမရလောကကရုံလူနှင့်မြမတတဝါနန္ဒတို့ဤကြောက်တီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါ၏ထသောဂတိဝိမု ക്ത ံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာယရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမ ्या ကဲ့သို့ပြတ်သားတင်သိမြင်ပေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှမူယုံနာနှစ်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝစီမနောချီပေသုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရား သာဓုသာဓု ကဏ္ဍဇတ်ကိုဗမာလိုခေါင်းစဉ်ဘယ်လိုတတ်ထားလဲ သူတော်ကောင်း သူတော်ကောင်းတို့ရဲ့သဘောထားဒီကဏ္ဍဇတ်တော်ကိုမြတ်စွာဘုရားဘာကြောင့်ဟောကြားတော်မူသလဲဆိုတော့ရှေးသူတော်ကောင်းတို့ကြီးရဲ့သဘောထားကိုတရားနာကြတဲ့ဝိနည်းပုဂ္ဂိုလ်များသိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကဏ္ဍဇတ်ဒေသနာကိုဟောကြားခဲ့ဦးဇင်းတို့ဇတ်ရဲ့ဏိဒန်းကိုအကျေတဝင်းမပြောကြတော့ပါဘူးဒီဇတ်တော်ထဲမှာဘုရားလောင်းပြောခဲ့တဲ့စကားတွေကအများကြီးပဲအဲ့ဒါတွေကိုဦးဇင်းတို့ကြည်ကြည်ပြန့်ပြန့်ပြောကျင်တဲ့အတွက်ကြောင့်ဇတ်ရဲ့ဏိဒန်းကိုအချိန်ကုန်ခံပြီးတော့မပြောတော့စတင်ပြီးတော့ဘယ်ကပြောရမလဲဆိုလို့ရှိရင်ဘုရားလောင်းတော်ကြီးဟာတခုသောဘဝတုန်းကဂရေပေါင်းများစွာကြွယ်ဝတဲ့တတိတကြွယ်မိသားစုတစ်ခုရဲ့အိမ်မှာသွားပြီးတော့လူဖြစ်တယ်။အဲ့ဒီလိုဖြစ်တော့သူ့ရဲ့မွေးလာတဲ့အခါမှာသူ့ရဲ့အသားကနည်းနည်းညိုတယ်
ညိုတဲ့အတွက်ကြောင့်မိဘတွေကသူ့ကိုကံနှသတို့သားလို့နာမည်မှဲ့ကံနှဆိုတာပမာလိုပြောရရင်ညိုသောမဲသောလို့အဲ့လိုအဓိပ္ပာယ်ရတယ်အဲ့ဒီသတို့သားလေးကြီးလာတဲ့အခါကျတော့အိမ်တော်ယသားကြမိဘတွေသေဆုံးသွားအဲ့ဒီမှာမိဘတွေခြံထားတဲ့ပစ္စည်းတွေကိုကြည့်ပြီးတော့ဦးဇင်းတို့ဘုရားလောင်းတော်ကစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဟောဒီပစ္စည်းဥစ္စာတွေဟာရန်သူမျိုး၅ပါးနဲ့ဝန်းရံနေတဲ့အတွက်ကြောင့်အနှစ်သာရဘာမှမရှိဘူးပိဇဏံဝေဒရံသာရဏဘာဝေနနေသာရတဒါနနာမတာရောရန်သူမျိုး၅ပါးတွေနဲ့ဝန်းရံနေတဲ့အတွက်ကြောင့်ဒီပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာတကယ်ရှားကြည့်ရင်မတွေ့နိုင်ဘူးဒါကြောင့်ဒီပစ္စည်းဥစ္စာတွေတဲကငါအနှစ်သာရထုတ်တဲ့အနေနဲ့ဒါနကောင်းမှုကိုငါအများကြီးပြုမှဖြစ်မယ်လို့ပထမတစ်ချက်သူအဲ့လိုစဉ်းစားတယ်ပိဿတို့စဉ်းစားဖို့လေးတွေချမ်းပြီးတော့ဦးဇင်းကတူစီလေးတွေပြောသွားမှာနော်ကိုယ့်ကိုစဉ်းစားဟုတ်လားပစ္စည်းဥစ္စာဟာရန်သူမျိုး၅ပါးနဲ့ဝန်းရံနေတဲ့အတွက်ကြောင့်အနှစ်သာရမရှိဘူးအဲ့ဒီအနှစ်သာရမရှိတဲ့ပစ္စည်းဥစ္စာတွေရဲ့အနှစ်သာရကိုသူထုတ်ယူမယ်ဆိုတော့ပေးကမ်းစွန့်ကြဲလှူဒန်းခြင်းတနည်းအားဖြင့်ဒီပစ္စည်းကိုအကြောင်းပြုပြီးတော့မိမိသူတစ်ပါးချမ်းသာအောင်စွန့်ကြဲခြင်းဒါကိုသူအနှစ်သာရအနေနဲ့တွေ့ပါတယ်တဲ့အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတယ်ဘဟုရောဂနံသာရဏဘာဝေနနေသာရတဣမတခန္ဓတသီလနာမတာရောဟောဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းနာကျင်ကြိုက်ခဲခြင်းဆိုတဲ့ယောဂတရားတွေနှိမ့်ဆက်နေတဲ့အတွက်ကြောင့်တကယ်စဉ်းစားကြည့်ရင်ဒီခန္ဓာကိုယ်ကြီးဟာအနှစ်သာရမရှိဒါပေမဲ့အနှစ်မရှိတဲ့ဒီခန္ဓာကိုယ်ကြီးတွေကနေပြီးတော့လိမ္မာကျွမ်းကျင်မယ်ဆိုလို့ရှိရင်ကိုကျင့်တရားကောင်းခြင်းဆိုတဲ့သီလအနှစ်ကိုထုတ်ယူလို့ရတယ်ဒါကိုငါရအောင်ယူမယ်လို့သူစဉ်းစားတယ်တဲ့နှစ်ချက်ရှိပြီနော်နောက်သူပါဆက်ပြီးတော့စဉ်းစားတော့ဆိုတော့အနေစာတိတဘာဝေနအဘိနပိလနတောဣမတဇီဝိတတဘာဝနာနာမတာရောဟောဒီအသက်ရှင်နေရတဲ့ဘဝဆိုတာတရက်ပြီးတရက်ကုန်သွားတယ်တနာရီပြီးတနာရီကုန်သွားတယ်တမိနစ်ပြီးတမိနစ်တစ်စက္ကန့်ပြီးတစ်စက္ကန့်တက်နဲ့အချိန်မှန်ကုန်ဆုံးခြင်းအနိစ္စရဲ့ဝါမျိုးခြင်းကိုအမြဲတမ်းခံနေရခုစောစောပိုင်းကဦးဇင်းဒီတန်းတုန်းကပြောခဲ့တဲ့စကားသံတွေအခုရှိသေးလားရှိတော့ပါဗျာအဲ့ဒီတုန်းကသိတဲ့အတိလေးတွေကအခုရှိသေးလားရှိတော့ပါဗျာအေးဘာဖြစ်သွားတာတော့ပြောင်းလဲသွားတာအဲ့ဒါလို့ပြောင်းလဲခြင်းပျက်စီးခြင်းချုပ်ပြောက်ခြင်းဆိုတဲ့အနိစ္စတရားကဒီအသက်ရှင်ခြင်းဆိုတဲ့ဘဝကိုအမြဲတမ်းနှိမ့်ဆက်နေတယ်တဲ့သူညံနဲ့အဲ့ဒါလောက်ထိမြင်တယ်နော်သူဟုတ်လားအဲ့ဒီလိုအနိစ္စနဲ့နှိမ့်ဆက်နေတဲ့အတွက်ကြောင့်အနှစ်ရှာမရတဲ့ဒီအသက်ရဲ့ဒီဘဝရဲ့ဒီရှင်သန်ခြင်းရဲ့အနှစ်အနေနဲ့မသေးခင်မှာအသိဉာဏ်ကြီးအောင်စိတ်ရဲ့အေးချမ်းမှုတည်ငြိမ်မှုကိုရအောင်သမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ဘာဝနာတရားကိုလှုပ်သွားနိုင်မယ်ဆိုရင်အဲ့ဒါရှင်သန်ခြင်းရဲ့အနှစ်သာရပဲတဲ့ဘာဝနာတရားကိုသူကဘယ်လိုတွေ့လဲရှင်သန်ခြင်းရဲ့အနှစ်သာရပိုင်ဆိုင်ခြင်းရဲ့အနှစ်သာရကဘာလဲဒါနာဒီလေပြောကြည့်စမ်းမပိုင်ဆိုင်ခြင်းရဲ့အနှစ်သာရသည်ဒါနာဒီခန္ဓာကိုယ်ကြီးရဲ့အနှစ်သာရသည်သီလဒီရှင်သန်နေတဲ့ဘဝရဲ့အနှစ်သာရသည်ဘာဝနာအဲ့ဒီသုံးခုကိုသူအေးအေးဆေးဆေးပဲနေစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုကိုသူချတယ်ငါဓာတ်ထက်ကောင်းတဲ့အကျိုးစီးပွားကိုငါရှာမယ်ဆိုပြီးတော့ဒီရှိသမျှပိုင်သမျှပစ္စည်းဥစ္စာသက်ရှိသက်မဲ့အားလုံးကိုစွန့်ပြီးတော့ဟိမန္တာတောတဲ့ကိုတူးတဲ့ထွက်သွားတယ်ဟိုမှာယသိဝက်ပြီးတော့နေတာအဲ့ဒီလိုယသိဘဝနဲ့နေပြီးတော့ तू မကြပါဘူးသိပြီးတော့အကျင့်ကပြင်းထန်တဲ့အတွက်ကြောင့်ဇံအပိန်ညင်ရတယ်မြေရှိုးမိုးပြန်နိုင်တယ်နော်ရိုးရိုးလေးလူငယ်တွေနားလည်အောင်ပြောလိုက်တယ်အဲ့ဒီလိုအကျင့်ကသိပြီးတော့ပြင်းထန်တဲ့အတွက်ကြောင့်သူ့အကျင့်ရဲ့တကိုးအရှိန်စောဟာတာဝရိန္ဒာနတ်ပြည်ကတရားမင်းရဲ့နေရာကိုသွားပြီးတော့တုံလှုပ်အောင်အစွမ်းတတ္တိပြအဲ့ဒီမှာတရားမင်းကအေးဒီပုဂ္ဂိုလ်ကအကျင့်မြတ်ကိုသူများနဲ့မတူအောင်တော့ကျင့်နေပြီငါရဲ့နေရာကိုလိုချင်လို့များဒီပုဂ္ဂိုလ်ဒီအကျင့်တွေကိုကျင့်နေသလားပိဿရေကိုနေရာပြောင်းမှာကိုစိုးရိမ်နဲ့စိတ်နဲ့တရားကသိလားသူ့နေရာပြောင်းမှာကိုစိုးရိမ်နဲ့စိတ်နဲ့အဲ့ဒါဒီယသိသူမြတ်ကိုငါစုံစမ်းမယ်ဆိုပြီးတော့အဲ့ဒီဖရာအလောင်းကနေပြီးတော့လေသစ်ပင်ရဲ့အောက်မှာထိုင်းပြီးတော့တရားနှလုံးသွင်းနေတဲ့အခါမှာသူကနောက်ကျောကနေလာရက်တရားမင်းကလာရက်ပြီးတော့သူကဖရာလောင်းကိုစုံစမ်းမယ်ဆိုပြီးတော့ပထမသူကဘာစိတ်ကူးပေါက်တုံးဆိုတော့
ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့မကောင်းတာတွေကိုပြောလိုက်ရင်သူဒေါသထွက်မလားမထွက်ဘူးလားသီးခံနိုင်သလားမခံနိုင်ဘူးလားငါအရင်စမ်းအောင်မယ်ဆိုပြီးတော့ဂါထာလေးတစ်ပုဒ်နဲ့ဖရာလောင်းကိုလှမ်းပြီးတော့ရန်စတယ်တရားမင်းကနော်ကန္နောဝတ္တယံပုရိသောကန္နံဘုံစတိဘောဇနံကန္နေဘူမိပရိသသမိနမရှံမနာသောပိယောဘာပြောတော့အဓိပ္ပာယ်ကမဲညစ်တဲ့နေရာအပြင်မှာနေပြီးတော့မဲညစ်တာတွေစားပြီးတော့အင်မတန်မဲတဲ့တင့်ကိုငါရဲ့စိတ်နှလုံးထဲကမနှစ်သက်ပါဘူးတဲ့မုန်းနေတဲ့တတ်မက်ကြီးလာပြောတာနော်ဘာအကြောင်းမှလည်းမရှိဘဲနဲ့အဲ့ဒီလိုလာပြောတာမဲတဲ့နေရာမှာနေပြီးတော့မဲတာတွေစားပြီးတော့မဲတဲ့လူတယောက်ကိုငါကြည့်မရဘူးလို့အဲ့ဒါလိုပြောတာပြောတဲ့အခါကျတော့ဘုရားလောင်းကနောက်လှည့်မကြည့်ဘူးတရားမင်းမှန်းသိတယ်သိတော့ဘုရားလောင်းဆိုတာကပညာလည်းကြီးတယ်တတိလည်းကြီးတယ်ပညာကြီးတဲ့လူတတိကြီးတဲ့လူဟာစကားတခွန်းပြောလိုက်လို့ရှိရင်ပြီးစလွယ်ပြီးတော့မပြောဘူးအနှစ်သာရအင်မတန်ကြီးတဲ့စကားကိုပြန်ပြီးတော့ပြောတယ်တရားမင်းကိုတော်တော်ကောင်းပါလေနော်နကန္နောတဇာတာဟောတိအန္တောတာရောဟိပြမနောယသမိန်ပါပါဏိကမ္မာနိသဝေကန္နောသူဇုံပတိသူဇုံပတိအိုသူစားရဲ့အရှင်သခင်ဖြစ်တဲ့အိုတရားမင်းတဇတာအရေအဆင်းဖြင့်ကံနောမဲညစ်သောသူသည်နာဟောတိမဖြစ်နိုင်အရေပြားလေးမဲနေတာနဲ့ဒီလူတယောက်ကိုမဲညစ်တဲ့လူလို့ပြောလို့မရပါဘူးတဲ့ကောင်းလိုက်ဘူးလားဟုတ်ပါဗျာအပေါ်ရင်အရေပြားလေးမဲတာနဲ့ဒီလူကိုမဲညစ်တဲ့လူလို့ပြောလို့မရပါဘူးတဲ့နာကန္နောတဇတာဟောတိအန္တောတာရောဟိပြမနောအန္တောတာရောဟိအတွင်းမှာသီလသမာဓိပညာဆိုတဲ့စိတ်ကောင်းနှလုံးကောင်းနဲ့ပြည့်စုံနေမယ်ဆိုရင်ပြမနောပညာရှိသူတော်ကောင်းလို့ခေါ်ရပေတယ်အတွင်းထဲမှာကိုကျင့်တရားကောင်းမယ်စိတ်ရည်တည်ငြိမ်မှုရှိမယ်အမှန်တရားကိုထိုးထွင်းပြီးတော့သိမယ်အဲ့ဒါလို့သီလသမာဓိပညာဆိုတဲ့အဖိုးတန်တဲ့စိတ်ဓာတ်တွေရှိနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်အပြင်ကဘလို့ပုံစံမဲပေါက်လို့နေအဲ့ဒါပါလေသူတော်ကောင်းပဲတဲ့လူတွေကအပေါ်ယံနေကြည့်ပြီးတော့ဆုံးဖြတ်ကြတာနော်ဒီလူဘလို့လဲရုပ်ရည်လှရလားပညာတတ်ရလားပစ္စည်းဘလောက်ပေါ်တယ်လဲအတိုင်းဝိုင်းကောင်းရလားအပေါ်ယံလောက်လေးတင်ကြည့်ပြီးတော့ဆုံးဖြတ်တာသူ့ရဲ့အတွင်းမှာဘလို့ရှိတယ်ဆိုတာအထိလိုက်ပြီးတော့စိတ်ဝင်စားတဲ့လူမနေဘူးလားနေပါတယ်ဗျာနေတယ်ခုဘုရားလောင်းကပြန်ပြောနေတာအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်နဲ့အတွင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ဟုတ်လားဒါကြောင့်တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံတော့မယ်ဆိုရင်အတွင်းကိုနားလေလေးမိတ်ကောင်းဆွေကောင်းရလေလေပဲသဘောပေါက်တယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားလောင်းတော်ကဘာပြန်ပြောတုံဆိုတော့နာကန္နောတဇာတာဟောတိအန္တောတာရောဟိပြမနောယသမိန်ပါပါဏိကမ္မာနိသဝေကန္နောသူဇုံပတိယသမိန်အကျင့်ပုဂ္ဂိုလ်ရဲ့တန်တမှာပါပါဏိကမ္မာနိယုံညံ့တဲ့အပြောတွေယုံညံ့တဲ့အလုပ်တွေယုံညံ့တဲ့အကြံစီတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်တုံဆိုတော့သဝေကန္နောတိအဲ့ဒါကမှတကယ်လူညစ်ပတ်ပဲတဲ့အဲ့ဒီလူရဲ့စိတ်ထဲမကောင်းတာတွေရှိမယ်အဲ့ဒီလူရဲ့နှုတ်ကပြောလိုက်တဲ့စကားကမကောင်းတာတွေပြောမယ်မကောင်းတာတွေဆိုတော့ဒီလူတွေကသဘောပေါက်တယ်နော်မမှန်တဲ့စကားဟာမကောင်းတဲ့စကားချစ်ခင်မှုကိုကွဲပြားသွားစေတဲ့စကားသည်မကောင်းတဲ့စကားနားထောင်ရတာမသက်မသာကြမ်းကြမ်းထန်ထန်ထွက်လာတဲ့စကားသည်မကောင်းတဲ့စကားဘာအကျိုးမှမရှိတဲ့စကားသည်မကောင်းတဲ့စကားဝစီတုဒ္ဒရိုက်၄ပါးကိုရှောင်လိုက်တာဟုတ်လားအဲ့ဒါလို့ဦးဇင်းတို့ဘုရားလောင်းကြီးကအနှစ်ရှိတဲ့စကားပြန်ပြီးတော့ပြောလိုက်တာအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်ပါနဲ့အတွင်းမှာသီလသမာဓိပညာရှိရင်ဒါသူတော်ကောင်းအတွင်းမှာယုံမှပတ်ဆက်တဲ့အကျံအစီတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါမှတကယ့်ကိုလူယုံမှအရှိပဲလို့အဲ့ဒါလို့ပြောလိုက်တာအဲ့ဒီတော့တရားမင်းကဟာကြည်စမ်းငါစိတ်တူစရာပြောတာကိုစိတ်မတူပါဘဲနဲ့တကယ့်တရှောင်းလုံးမှတ်သားတဲ့အဖိုးတန်တဲ့စကားကိုပြောကြလိုက်တာကောင်းလိုက်တာကြည်ညိုသွားတယ်ဗျာတရားမင်းကနော်အစတုန်းကနေရာလူမှလားနေရာပြောင်းမှကြောက်တဲ့စိတ်နဲ့လာတာအခုစိတ်ပြောင်းသွားတယ်တရားမင်းကစိတ်ပြောင်းသွားတော့စိတ်ပြောင်းသည့်အားလျော်စွာဘုရားလောင်းကိုကြည်ညိုသွားတော့ကြည်ညိုသည့်အားလျော်စွာသူ့ရဲ့နှုတ်ကနေစကားသံတွေထွက်ကြလာတယ်ဧတာသမိန်တေသူလည်းပိတေပတိရူပိသူဘာတိတေဝရံပြမနတေတံပိယံကိဉ္စီမနသိစတိအင်မတန်မြတ်တဲ့အရှင်ရသေးတဲ့အရှင်ပြောတဲ့စကားဟာအင်မတန်ကောင်းတယ်ဘယ်ဘက်ကတွေးကြည့်အပြစ်ရှာလို့မရဒီလိုကောင်းသောစကားကိုပြောကြားနိုင်တဲ့အစွမ်းရှိတဲ့အရှင်ရသေးကို
ကျွန်ုပ်အင်မတန်ကြီးညိုပါတယ်ဒါကြောင့်မို့လို့အရှင်ရခြင်းနဲ့စုအရှင်အလိုရှိရာကိုပြောပါရှင်လိုချင်တာကိုကျုပ်ရအောင်ဖန်တီးပေးပါမယ်သူစိတ်ထဲမှာကြည်လင်သွားပြီဆိုတော့လိုချင်တာကိုဘာလို့ပေးမှာတယ်လဲဖန်တီးပေးမယ်တဲ့အဲ့ဒီလိုဘုရားလောင်းကိုလိုချင်တာပေးမယ်ဆိုတော့ဘုရားလောင်းကဘာတွေလိုချင်မှလဲဒီနေရာမှာတရားကအထာကလေးလည်းပါတယ်ဗျဒီပုဂ္ဂိုလ်ဟာဘာကိုလိုချင်လို့ဒီအလုပ်ကိုလုပ်နေတာလဲဆိုတာကိုလည်း तू သိချင်သေးတယ်ဟုတ်လားအဲ့ဒီမှာဘုရားလောင်းက तू ဘာတွေလိုချင်ပါတယ်ဆိုတာကိုပြောလိုက်တယ်တကယ်စင်စစ်ကတော့ तू လိုချင်တာတွေကိုဒီတရားမင်းတစ်ခုမှမပေးနိုင်ဘူးမပေးနိုင်ဘူးဆိုတာလဲဘုရားလောင်းကသိပေမဲ့လို့သူ့ရဲ့စိတ်ထဲမှာဘာတွေကိုလိုချင်နေပါတယ်ဆိုတာကိုလည်း तू သိသိချင်သေးတယ်အဲ့ဒါနဲ့ဘုရားလောင်းက तू လိုချင်တာတွေကိုတန်းပြီးတော့ပြောတယ်နော်ဝရင်စေမေဒောတကတပ္ပဗုဒ္ဓနာမိတ္တရာသူနေကိုတံသူနေဒောတံနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်ခာမိဣတိမိစတုရောဝရီပါဠိလေးကလည်းရွတ်အောင်ပါဗျတရားပွဲလေးနဲ့တူအောင်ဟုတ်လားထိုက်တဲ့လောက်တော့နော်လူငယ်တွေနားမလဲပေမဲ့လို့ဒါဘုရားရဲ့နှုတ်တော်ကနေထွက်လာတဲ့အဖိုးမဖြတ်နိုင်တဲ့စကားတွေဆိုပြီးတော့တန်ဖိုးထားပြီးတော့နားထောင်စေခြင်းနဲ့နော်ဟုတ်လားဝရင်စီမေတောတကတပ္ပဗုဒ္ဓနာမိတ္တရာသူနေကိုတံသူနေဒောသံနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်ခာမိဣတိမိစတုရောဝရီရှု၄မျိုးတခါတည်းတောင်းချလိုက်တယ်သူလိုချင်တဲ့ဆန္ဒ၄မျိုးကိုတခါတည်းဖွင့်ဟလိုက်တယ်သူလိုချင်တာ၄မျိုးအဲ့ဒီ၄မျိုးကဘာလဲဆိုတော့တရားမင်းတဲ့တကယ်လို့လေသင်္ဃကိုရှုပေးမယ်သင်္ဃငါ့ကိုကြည်ညိုလို့ငါဖြစ်ချင်တာကိုဖန်တီးပေးမယ်ဆိုရင်တော့ငါဖြစ်ချင်တာကတော့ဒီ၄မျိုးပဲဆိုပြီးတော့ဘာပြောတုံးဆိုတော့သူနေကောတံအမျက်ကင်းသည်အဖြစ်ကို၎င်းအမျက်ကင်းတဲ့အဖြစ်စိတ်ထဲမှာသေးတဲ့ဒေါသကိုအမျက်လို့ခေါ်တယ်ပြီးတော့ဦးသိနည်းနည်းရှင်းပြမယ်နော်သူနေကောတံအမျက်ကင်းသည်အဖြစ်ကို၎င်းသူနေဒေါသပြင်းမှားခြင်းဒေါသကင်းသည်အဖြစ်ကို၎င်းအမျက်နဲ့ဒေါသမတူတဲ့အကြောင်းလေးကိုပြီးတော့ပြောပြအမျက်ကင်းတဲ့အဖြစ်ကို၎င်းဒေါသဆိုတဲ့ပြင်းမှားခြင်းကင်းတဲ့အဖြစ်ကို၎င်းနေလောဘလူခြင်းမမုန်းမှုလောဘကင်းတဲ့ဆိုတဲ့အဖြစ်ကို၎င်းနိတနေဟံချစ်ချင်းကင်းတဲ့ဆိုတဲ့အဖြစ်ကို၎င်းဣတိမေစတုရောဝရိအင်းမြက်လာစွာတဲ့ဆု၄ပါးကိုငါရခြင်းနဲ့နော်ရခြင်းတဲ့ဆု၄မျိုးနော်တခါယူမိုက်မြအမျက်ကင်းတဲ့အဖြစ်ဒေါသကင်းတဲ့အဖြစ်လောဘကင်းတဲ့အဖြစ်ချစ်ချင်းကင်းတဲ့အဖြစ်ဒီ၄မျိုးကိုတောင်းတာအဲ့ဒီ၄မျိုးကိုစီတန်းပြီးတော့တောင်းလိုက်တော့စကားမင်းကြီးကအံ့ဩသွားတယ်လောကီစီစိန်တွေပဲတောင်းပါလားနတ်ဒီပြမာတွေပဲတောင်းပါလားဟာဘာတွေတောင်းပါလဲလို့ तू မျှော်လင့်ထားတယ်တခုခုတော့တောင်းပါပဲလေအဲ့ဒီမှာဒီမှာတောင်းလိုက်တဲ့ဆုက तू မျှော်လင့်ထားတာတခုမှမဟုတ်ဘူးအင်မတန်အံ့ဩစရာကောင်းတယ်တရားဓမ္မတို့ဦးဇင်းတို့တွေဒီတရားသာမနာဘူးသေးဘူးဆိုလို့ရှိရင်တစုံတယောက်သောပုဂ္ဂိုလ်ကမင်းကြိုက်တာတောင်းပါဆိုရင်ဒီလိုဆုတောင်းမျိုးပါဇက်ကနှုတ်ကထွက်လာတဲ့အကြောင်းရှိလားရှိပါဘူးဗျာမရှိကိုချင်းစာကြည့်နော်ကိုကကြားဘူးနာဝရှိနေလို့တောင်းရင်တောင်းမယ်ကိုစိတ်ကိုသဘောနှင့်သာဖြစ်ရင်တော့မင်းလိုတာတောင်းပါဆိုလို့ရှိရင်ဘာတွေတောင်းကြမှာလဲအဖြေမပေးနဲ့နော်အဖြေပေးရင်ရှက်စရာကြီးဖြစ်လိမ့်မယ်ဟုတ်လားရှက်စရာမဖြစ်ရင်လည်းမှုသာဝါဒဖြစ်မှာလို့ထင်တယ်နော်ဦးသိန်းကတော့ဟင်တက္ကမကြီးတွေဟုတ်လားအဲ့တော့ဘုရားလောင်းအခုတောင်းတဲ့ဆုကဘာတဲ့တုံးအမျက်ကင်းသောဒေါသကင်းသောလောဘကင်းသောချစ်ချင်းကင်းသောဒီအဖြစ်၄မျိုးကိုသူရချင်ပါတယ်ဆိုတော့တရားမင်းကအင်မတန်အံ့ဩတယ်အဲ့ဒီမှာအံ့လဲအံ့ဩတယ်စဉ်းလဲစဉ်းစားမိတယ်စဉ်းစားမိတော့သူ့ရဲ့စဉ်းစားတဲ့စကားသံကထွက်လာတာပဲသူကလည်းဘာပြောတုံးဆိုတော့ကိန္နုကောဒေဝလောဘေဝကိန္နုကောဒေဝဒောဒေဝလောဘေတဏဟသပြမနကိန္နုကောဒေဝဒောဒေဝလောဘေတဏဟသပြမနအာဒီနဝံတွံပတ္တတိတံမေအခါဟိပုရှိတောငါမေးမယ်တဲ့ဒီဒေါသဆိုတဲ့အမျက်သဘောဒေါသဆိုတဲ့ပြစ်မှားခြင်းသဘောလူချင်းလောဘဆိုတဲ့လောဘသဘောချစ်ချင်းဆိုတဲ့ဒီသဘောတရားတွေမှာဘယ်လိုအပြစ်တွေကိုသင်ကမြင်လို့ဒါကိုမရချင်တာလေတဲ့နော်ကောဒေဝအမျက်၌၎င်းဒေါဒေဝဒေါသ၌၎င်းလောဘေဝလောဘ၌၎င်းတဏိဟံချစ်ချင်း၌၎င်းတွန်တင်သည်ကိန္နုအာရိနဝံဘယ်အပြစ်ကိုပတ္တတိမြင်ပါသလဲ
အဲ့ဒီတရား၄မျိုးရဲ့အပေါ်မှာဘာအပြစ်တွေကိုမြင်လို့သင်ကမရချင်ရတာလေတဲ့သူကလည်းရှာရှာဖွေဖွေမေးတယ်နော်အဲ့ဒီတော့ဘုရားလောင်းကအဲ့ဒီတရားတွေရဲ့အပြစ်တွေကိုတစ်ခုချင်းပြန်ပြောတယ်အဲ့ဒါဥစဉ်တို့အတွက်အင်မတန်အဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုဖြစ်လာတာမယ်ဒါတရားမင်းကိုကျေးဇူးတင်ရမယ်တရားမင်းကဒါရဲ့ဘာအပြစ်တွေကိုမြင်လို့သင်မလို့ချင်တာလဲလို့မေးလို့ဒီအပြစ်တွေကိုဘုရားလောင်းကပြောတာမဟုတ်လားမှန်ပါအဲ့တော့ဘုရားလောင်းကတော့ပထမကျေးဇူးရှင်ပေါ့အခုဒုတိယကျေးဇူးရှင်ကတရားမင်းပေါ့ခုတတိယကျေးဇူးရှင်ကဥစဉ်မဟုတ်သေးဘူးလေဥစဉ်တို့အရင်ပြောခဲ့တဲ့ဘုန်းကြီးတွေအများကြီးရှိသေးဟုတ်လားဆရာတော်တွေတန်ဃာတော်တွေအများကြီးပြောခဲ့တာနော်တခါကြီးမိုင်းမြအဲ့တော့တလုံးနဲ့ပြောရရင်တတိယကျေးဇူးရှင်ဟာတန်ဃာဖြစ်လိမ့်မယ်ဟုတ်လားတခါကြီးမိုင်းမြပထမကျေးဇူးရှင်ကဘုရားဒုတိယကျေးဇူးရှင်ကတရားမင်းကပြောလို့တရားကိုဥစဉ်ကနေရာထားလိုက်တာပဲခုတတိယပြောလိုက်တာကတန်ဃာတော်ရှင်မြတ်တွေပြောတာသူတော်ကောင်းကြီးတွေပြောခဲ့တာဟုတ်လားအဲ့ဒီမှာဥစဉ်တို့မြတ်စွာဘုရားလောင်းကြီးကအဲ့ဒီအပြစ်တွေကိုပြောပြတယ်အဲ့ဒါဥစဉ်ကဟိုအပိုးဆာလာတွေတိတ်မထည့်ပဲနဲ့မူရင်းကလေးတွေကြီးပြောမယ်ဒီလူတွေအုံနောက်ရှိတယ်ဉာဏ်ရှိတယ်ကိုယ့်ကိုစဉ်းစားဥစဉ်စဉ်းစားပြီးသားကြီးတန်းပြီးတော့ပြောလိုက်လို့ရှိရင်ဉာဏ်ပိတ်သွားမှာဆိုလို့ဟုတ်လားအဲ့တော့ကောဓာရဲ့အပြစ်မဆက်ပြီးတော့ဘုရားလောင်းကတခုချင်းပြောပြတယ်ဆိုအပောဟုတ်တဝဘဟုံဟောတိဝတ္တတေသောအခန္တိဇောအာသင်္ကိဘဟုပါယသောတတမကောဒံနာရောစေယအခန္တိဇောသီမခံခြင်းကြောင့်ဖြစ်ပေါ်၍လာသောကောတော်ထိုအမျက်ဆိုသောကောဓာဆိုသောအမျက်တရားသည်အပောဟုတ်တဝအစမှနည်းနည်းဖြစ်ပြီးတော့ဘဟုံဟောတိနောက်တော့များလာတတ်တယ်အမျက်ဆိုတဲ့သဘောတရားအဲ့ဒါဒေါသအနုသားကိုအမျက်လို့ပြောတာတစုံတစ်ယောက်ကိုမကျင်တတ်ဘူးတစုံတစ်ခုအဖြစ်ပြက်ကိုမကျင်တတ်ဘူးစိတ်ထဲမှာတနှုံနှုံတွေးပြီးတော့မြက်တဲ့နဲ့ထွေးလည်းမပြစ်နိုင်ဘူးမျိုးလည်းမချနိုင်ဘူးစိတ်ထဲတင်မှာဖြစ်နေတာတော့ညက်နေတာနှုတ်နဲ့လည်းထွက်ပြီးတော့ပြောနေတာမဟုတ်ဘူးလက်နဲ့လည်းပဲကာယကံမြောက်လုံနေတာမဟုတ်ဘူးစိတ်ထဲတင်မှာဖြစ်နေတော့တွတ်နဲ့စကားတွေပြောနေတာဘယ်သူမှမကြားဘူးတတိရှိလို့ရှင်တော့ကြားလိုက်မယ်စိတ်ထဲမှာပြောနေတာပြောတဲ့စကားတွေအကုန်လုံးကမကျင်တတ်မှုတွေကြီးပဲအဲ့ဒါပါတော့အဲ့ဒါအမျက်အဲ့ဒီအမျက်ဟာတဲ့ဘာကြောင့်ဖြစ်တယ်လဲစစ်ပေါက်နားထောင်နော်အခန္တိဇောတဲ့သီးမခံခြင်းကြောင့်ဖြစ်တယ်တဲ့ဒီအမျက်ကကဲကွာဘဝရဲ့လို့တွေ့ကြုံလာရင်ဘယ်သူတွေကကိုယ်စိတ်တိုင်းကြလုတ်ပေးမှလဲဖြစ်ချင်တာဗျံပရာဖြစ်နေတဲ့လောကကြီးမှာတီးခံခြင်းဆိုတဲ့လက်နက်ကိုကင်ဆွဲမထားဘူးဆိုရင်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးလို့နားလည်ပြီးတော့ပြောသမျှစကားတွေကြားသမျှစကားတွေတွေ့သမျှအခြေအနေတွေကိုငါတီးခံလိုက်မယ်ဆိုလို့ရှိရင်အမျက်ဖြစ်เสียအကြောင်းရှိလားမရှိအဲ့ဒီလိုတီးမခံနိုင်ဘူးပြောတာလည်းမကျင်တတ်ဘူးကြားတာလည်းမကျင်တတ်ဘူးမကျင်တတ်တာတွေများနေတာဟာတီးမခံနိုင်လို့ဒါကြောင့်အမျက်ဆိုတာဘာကြောင့်ဖြစ်တယ်လဲတီးမခံခြင်းကြောင့်ဖြစ်တယ်တဲ့အဲ့ဒီအမျက်ဟာအပောဟုတ်တဝဘဟုံဟောတိအစကနည်းနည်းလေးတဲ့နောက်တော့တဖြည်းဖြည်းများလာတယ်တဲ့ဟုတ်လားအဲ့ဒါတွေးရင်နဲ့အစာရင်ခဲကဘာဖြစ်လာတော့အကြီးကြီးဖြစ်လာတယ်တခါတလေဒီရင်ဘတ်တွေဘာတွေတောင်တင်းကျပ်လာတယ်လို့ခံစားရတယ်ခံစားဘူးတယ်နော်ဒီလူတွေနော်တခါလေထိုင်ရမလို့ထားရမလို့ဘာလို့လောက်မှမသိဘူးစိတ်ထဲမှာမကျင်နဲ့နေတာနည်းနည်းလေးဖြစ်ရကနေတဖြည်းဖြည်းနဲ့များလာဝတ္တတေတဲ့တဖြည်းဖြည်းနဲ့အကြီးကြီးဖြစ်လာတယ်တဲ့အမျက်ရဲ့သဘောတရားတွေကိုပြောပြနေတာအဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကနောက်နှစ်ချက်ကစိတ်ဝင်စားစရာကောင်းတယ်အာသင်္ကိဘဟုပါယသောအာသင်္ကိအမျက်ဆိုသောထိုတရားသည်တွေ့တာကန့်ညိတတ်သောသဘောတရားရှိ၏ဟောအဲ့ဒီအမျက်ကိုကိုကမပြစ်လိုက်နိုင်ဘူးမစွန့်လိုက်နိုင်ဘူးအဲ့ဒါလေးကကိုယ့်ကိုကတ်နေတဲ့သဘောကိုကလည်းအဲ့ဒါလေးကိုကတ်နေတဲ့သဘောရှိတယ်တဲ့ကောင်းလဲမကောင်းမဲနဲ့အဲ့ဒါကိုဘာဖြစ်နေတာတော့ညှိနေတာနော်တခါယူမိုင်းမြဒါကြောင့်တချို့ပြောတယ်မို့လားနင့်ကိုငါတော်တော်နဲ့မမေ့ဘူးနော်နင့်ကိုငါတစ်သက်လုံးမမေ့ဘူးနော်ဘာဖြစ်လို့မမေ့တာတော့မုန်းလို့မမေ့တာပိဋကဘာလို့မမေ့တာတော့ချစ်လို့မမေ့တာလည်းရှိတယ်မုန်းလို့မမေ့တာလည်းရှိတယ်ကဲမကောင်းပါဘူးမုန်းရတဲ့ခံစားချက်ကြီးမကောင်းပါဘူးဆိုနေမှာဘာလို့မမေ့နိုင်တာတော့ဆိုတော့အဲ့ဒီအမျက်ဟာကိုယ့်ကိုကတ်နေတယ်ကိုယ်ကလည်းအဲ့ဒီအမျက်ကိုမခွာနိုင်ဘူးတခါတလေမုန်းတဲ့လူကြောင့်တွေးရတာကောအရာသာတစ်မျိုးဗျာဒီကမာကြီးတွေခံစားဘူးလားမသိဘူးမုန်းတဲ့လူရဲ့အကြောင်းကိုပြောနေရရင်ပါဇက်ကအရာသာကိုရှိလို့ပြောပြီးသားလည်းထပ်ပြောတာပဲပြောဘူးလားမုန်းတဲ့လူအကြောင်းထက်ချီတလဲလဲမပြောဘူးလားဘာဖြစ်လို့ပြောနေတာလဲအရာသာရှိလို့ပေါ့အဲ့ဒီလိုအမျက်ဆိုတာကန့်ညိတဲ့သဘောရှိတယ်တဲ့ပြီးတော့ဘဟုပါယသော